ဇလန်းရဲ့အစမှာတင်ကျောင်းရှိကလမ်းမထက်မှာတန်ဖိုးကြီးဇိမ်ခံကားမဲကြီးတွေတန်းစီရောက်ရှိလာတဲ့ခန်းနာထဲဝါလှတဲ့မြင်ကွင်းနဲ့အတူစတင်လိုက်ပါတယ်။အဲ့ဒီကားရင်းကြီးရဲ့ဘေးနားကလမ်းဘေးပလက်ဖောင်းထက်မှာတော့တာမန်လက်တွန်းလဲလေးတစ်စီးနဲ့မုံရောင်းနေတဲ့မိန်းမငယ်လေးတဦးရှိနေပါတယ်။သူမရဲ့နာမည်ကတော့ရွှေကြားဖြစ်ပြီးတစ်ချိန်ကဩဇာတိတ်ကမှကြီးမားလာတဲ့ဟော့မီသားစုရဲ့တခင်မလေးဖြစ်ခဲ့ဘူးသူပါ။အခုတော့တာမန်ရှက်အင်ဂျီလေးနဲ့ခပတ်ဖြင်လေးကိုတေချာကြီးနှောင်ရင်းဘဝကိုရိုးရိုးရှင်းရှင်းလေးဖြတ်တန်းနေတာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲကျောင်းဆင်းလာတဲ့ဇိမ်ခံကားပေါ်ကကလေးငယ်လေးဝမ်ဟောက်ဟာသူမကိုမြင်ချင်းပဲအံ့ဩတာကြီးနဲ့အတော်ဆိုပြီးခေါ်လိုက်မိပါတယ်။ဝမ်ဟောက်ဆိုတာကတော့ရွှေကြားရဲ့ခင်မွန်းဟောင်းဖြစ်သူဟော့မီသားစုဥက္ကဋ္ဌကြီးရဲ့တူလေးပဲဖြစ်ပါတယ်။ဒါပေမဲ့ဘေးနားကကျောင်းသားတစ်ယောက်ကတော့မင်းကတိတ်တာပဲ။ဒီလိုလမ်းဘေးမှာမုံရောင်းနေတဲ့အတော်ကြီးကမင်းတို့လိုချမ်းသာတဲ့မိသားစုကဆွေမျိုးဖြစ်เสียအကြောင်းမရှိဘူးဆိုပြီးလှောင်ပြောင်ခဲ့ပါတယ်။တကယ်တော့ရွှေကြားဟာသူမရဲ့အေးဆက်ဆက်နိုင်လွန်းတဲ့ခင်မွန်းဟောင်းနဲ့ကွာရှင်းပြက်ဆဲခဲ့တာကြာပြီဖြစ်ပြီးဟော့မီသားစုစီကနေပြက်ပြက်သားသားလမ်းခွဲထွက်ခွာလာခဲ့သူပါ။သူမကဝမ်ဟောက်လေးကိုချစ်စရာယုံရုပ်ပုံစံမုံထုတ်လေးကမ်းပေးရင်အခုငါကမင်းရဲ့အတော်မဟုတ်တော့ပါဘူး။မင်းကြိုက်တယ်လို့ခေါ်နိုင်ပါတယ်။ဒီမုံလေးကိုယူစားလိုက်ပါ။ဒါပေမဲ့ညစာစားရအောင်အများကြီးတော့မစားနဲ့တော့လို့နူးညံ့စွာပြောလိုက်တဲ့အခါဝမ်ဟောက်လေးရဲ့မျက်ဝန်းမှာမျက်ရည်တွေဆိုလာခဲ့ပါတယ်။ဒီလိုရင်းနှင်းစရာမြင်ကွင်းလေးဖြစ်ပျက်နေချိန်မှာပဲရုတ်တရက်ဆိုသလိုသူမစီကိုပြေးဝင်လာတဲ့ကလေးငယ်လေးတဦးရဲ့မေမေဆိုတဲ့ခေါ်တန်းကြောင့်ဝမ်ဟောက်တယောက်လုံးဝကိုစွန့်သွားခဲ့ရပါတယ်။ဟော့အုပ်စုရဲ့ဥက္ကဋ္ဌကတော့ဟောင်းဟာလမ်းဘေးမှာမုံရောင်းနေုံသာမကတခြားယောက်ျားတစ်ယောက်နဲ့တောင်ကလေးရနေပြီလားဆိုတဲ့အတွေးနဲ့ဝမ်ဟောက်လေးဟာမယုံနိုင်လောက်အောင်မှင်သက်သွားပြီးနောက်တက်တော်ဆောင်တွေနဲ့အတူဇိမ်ခံကားကြီးပေါ်တက်ကားထွက်ခွာသွားပါတော့တယ်။ရွှေကြားကတော့လက်တွန်းလေးကိုတွန်းရင်းသူမရဲ့အတိတ်ကအရေးမီးတွေအကြောင်းသူငယ်လေးကတဆင့်ဟိုလူကြီးတည်သွားလေမလားဆိုပြီးခဏတာစိုးရိမ်သွားခဲ့ပေမဲ့တည်သွားလဲဘာထူးတော့မှလဲငါတို့ကြားမှာဘာပတ်သက်မှုမှမရှိတော့ဘူးလို့ကိုနှစ်သိမ့်ရင်တလကိုရွမ်2000သာပေးရတဲ့သူမရဲ့တာမန်ငှားရမ်းအိမ်လေးစီကိုအေးချမ်းစွာပြန်လာခဲ့ပါတယ်။တစ်ချိန်ကနေထိုင်ခဲ့ရတဲ့ကြီးကျယ်ခမ်းနားလာတဲ့နန်းတော်လိုအိမ်တော်ကြီးနဲ့ဘာတစ်ခုမှမနှိုင်းယှဉ်တာပေမဲ့သူမအတွက်ကတော့အခုလိုသားလေးကိုပြုစုပြောထောင်ရင်းကျင်နာရွရခွင့်ရတဲ့ဘဝလေးကိုပဲကျင့်နေနေခဲ့တာပါ။တစ်ဖက်မှာတော့ခမ်းနားထဲဝါလွန်းနဲ့ဟော့မီသားစုရဲ့စံအိမ်တော်ကြီးထဲမှာဥက္ကဋ္ဌကြီးဟော့ကျဲတယောက်မိခိုးငွေတွေကြားမှာအေးဆက်ဆက်နဲ့ထိုင်နေပါတယ်။ဝမ်ဟောက်လေးအိမ်ပြန်ရောက်လာတဲ့အခါလက်ထဲကဆွဲလာတဲ့မုံထုတ်လေးကိုမြင်သွားပြီးဘာတွေတဲလာတာလဲလို့မေးလိုက်ပါတယ်။ဝမ်ဟောက်လေးကတော့သူ့ဦးလေးဟာဒီလိုဈေးပေါ်တဲ့လမ်းဘေးစာတွေကိုတွေ့ရင်အမိုက်ပုံးနဲ့လွှင့်ပစ်မှာတေချာနေတာမို့အရန်ကိုကြောက်ရွံ့တုန်လှုပ်သွားခဲ့ပါတယ်။ညစာစားပွဲမှာဝမ်ဟောက်လေးကမနေနိုင်တော့ပဲဦးလေးအရင်တုန်းကအတော်နဲ့ဘာလို့လမ်းခွဲခဲ့ကြတာလဲလို့ရုတ်တရက်မေးချလိုက်တဲ့အခါဟော့ကျဲရဲ့မျက်နှာအမူအရာဟာချက်ချင်းဆိုသလိုပြောင်းလဲသွားခဲ့ပါတယ်။ဝမ်ဟောက်လေးကရောင်ရမ်းပြီးအကြောင်းပြချက်ပေးပေမဲ့ဟော့ကျဲရဲ့ထက်မြက်လာတဲ့အသိဉာဏ်ကတော့တခုခုကိုရိပ်မိသွားခဲ့ပါပြီ။သူဟာဖုန်းထဲက GPS ခြေရာခံစနစ်ကိုချက်ချင်းဖွင့်ကြည့်လိုက်တဲ့အခါဝမ်ဟောက်လေးဟာကျောင်းစင်းချိန်ကကျောင်းကိတ်ဝမှာမိနစ်20လောက်အချိန်ကြာမြင့်စွာရက်တက်နေခဲ့တာကိုတွေးလိုက်ရပြီးနောက်မင်းအဲ့ဒီမှာဘသူနဲ့တွေးခဲ့တာလဲဆိုပြီးဆူရှာတဲ့အကြည့်တွေနဲ့စစ်ကြောပါတော့တယ်။အဲ့ဒီလိုတင်းမာနေတဲ့အခြေအနေမှာပဲအနီရောင်ခေါင်းဝင်ကိုဆွဲဆောင်မှုရှိဝတ်ဆင်ထားတဲ့မမောစရာအလှပိုင်ရှင်မိန်းမလှလေးလူဝေဟာစံအိမ်တော်ထဲကိုဝင်ရောက်လာပါတယ်။သူမဟာဟော့ကျဲကိုစိတ်ဝင်စားနေသူဖြစ်ပြီးဟော့ကျဲကညစာစားပွဲကနေစောစောထွက်လာခဲ့လို့လိုက်လာခဲ့တာပါ။လူဝေကသဘောကျဟန်ဆောင်ကသူမရဲ့မွေးနေ့ပွဲကိုလာရောက်ဖို့ဖိတ်ခေါ်ရင်းအနာဂတ်ကသွေးတိုးစမ်းပေမဲ့ဟော့ကျဲကတော့လုံးဝကိုစိတ်မဝင်စားပဲကိစ္စမရှိရင်ပြန်လို့ရပြီဆိုပြီးအေးဆက်ပြတ်သားစွာပဲနှင်လွှတ်လိုက်ပါတယ်။ဘသူကိုမှဂယုမစိုက်တတ်တဲ့အမြဲတမ်းအေးဆက်မာကြောနေတတ်တဲ့ဒီလိုဩဇာကြီးမားလာတဲ့မျိုးသားကြီးဟာအမှန်တကယ်တော့သူ့ရဲ့စိတ်နှလုံးသားတနေရာမှာအတိတ်ကထွက်ခွာသွားခဲ့တဲ့ဇနီးဟောင်းဖြစ်သူရွှေကြားကိုလျှို့ဝှက်စွာတန်းတက်နေစေဆိုတာဘသူမှမသိနိုင်ခဲ့ပါဘူး။ဇလန်းရဲ့အဆုံးသက်မြင်ကွင်းလေးမှာတော့ပူနွေးမွေးကြိုင်နေတဲ့အသားဟင်းလေးကိုချစ်စရာသားငယ်လေးကိုညင်သာစွာခွန့်ကျွေးနေတဲ့ရွှေကြားရဲ့ကြည်နူးစရာမိခင်မြတ်တာကိုတွေ့မြင်ရမှာပါ။တကယ်ကိုရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတာကတော့ဟော့ကျဲတယောက်သူ့ရဲ့ဇနီးဟောင်းကိုပြန်လဲရှာဖွေတွေ့ရှိသွားမလား။ပြီးတော့အဲ့ဒီချစ်စရာကောင်းတဲ့ကလေးငယ်လေးဟာတခြားသူစိမ်းတယောက်ရဲ့ကလေးမဟုတ်ပဲသူ့ရဲ့သွေးသားရင်းချလေးမှန်းသိသွားတဲ့အခါဘလို့မုံတိုင်းထန်တဲ့ဇက်ကွက်တွေဆက်ဖြစ်လာမလဲဆိုတာကိုတော့နောက်ထပ်အပိုင်းတွေမှာရင်တမမနဲ့ဆက်လက်စောင့်ကြည့်ရမယ့်အမိုက်စားဇလန်းလေးပဲဖြစ်ပါတော့တယ်